ဒီနေ့မှာတော့မာဗလက်တိုအဖွဲ့ရှိမှာအဲ့တဲ့တော်ကြီးနင်ဂျာမန်ကအတောက်လိုက်ရက်နေပြီးသူတို့ခါကူရင်ကြားတွေရဲ့ဆွမ်းအားနည်းယာမာတွေကိုပေးတင်မပေးတင်ဆိုတာကိုစောင့်ကြည့်နေပါတယ်မင်းကြီးအာကူရိုကတော့လက်တဆုပ်စာလေးပဲရှိတဲ့ကဘာပေါ်ကမာဗလက်တိုအဖွဲ့ကြောင့်သူတို့တွေတိုင်ပတ်နေတာကိုမယုံနိုင်ဖြစ်နေပြီးဇွဲမချော်တဲ့အင်ဆန်ကလည်းမာဗလက်တိုကိုဒုက္ခပေးဖို့ဇန်ကရက်တကောင်ထက်လွတ်လိုက်ပါတယ်ကဘာပေါ်ကဟာကဆယ်တို့၃ယောက်ကတော့နင်ဂျာမန်ရဲ့တင်တန်းပေးတာကိုလိုက်နာနေကြရပြီးအဲ့အချိန်နင်ဂျာမန်ကမကောင်းတဲ့အငွေသက်တစ်ခုခုကိုခန်းစားမိသွားပါတယ်အင်ဆန်လွတ်ထားတဲ့ဇန်ကရက်ကောင်ကလည်းလူသားတွေကြားထဲမှာတိတ်တဆိတ်ပုံခုနေပြီးလူသားတွေရဲ့ခန္ဓာကိုယ်ထဲကိုတစ်ခုခုနဲ့လိုက်ပစ်နေပါတယ်အဲ့အချိန်နင်ဂျာမန်ကရောက်လာပြီးဇန်ကရက်ကောင်နေနဲ့တိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်ဂိုင်းတို့၃ယောက်ကပါနောက်ကရောက်လာပြီးဇန်ကရက်ကောင်မင်းကောင်နေနဲ့တိုက်ခိုက်ကြပါတယ်မာဗလက်တို့၃ယောက်ကပါထပ်ပြီးရောက်လာတဲ့အချိန်မှာတော့ဇန်ကရက်ကောင်ကဆက်ပြီးမတိုက်ခိုက်တော့ပဲဟာကဆယ်နဲ့ဂိုင်းတို့၂ယောက်စီကိုတစ်ခုခုနဲ့လမ်းပစ်လိုက်ပါတယ်မာဗလက်ကိုလည်းဇန်ကရက်ကောင်ကလမ်းပစ်လိုက်ပြီးမြဲတတိကောင်နဲ့မာဗလက်ကတားနိုင်လိုက်တာကြောင့်ဇန်ကရက်ကောင်လည်းထွက်ပြေးသွားပါတယ်အဲ့လိုနဲ့မာဗလက်တို့အဖွဲ့လည်းတိတ်နာမလဲပဲဖြစ်နေပြီးထွက်ပြေးလာတဲ့ဇန်ကရက်ကောင်ကတော့ဂူတစ်ခုထဲမှာဂေါ်မင်းကောင်နေတဲ့အတူမိစ္ဆာစိတ်တွေနိုးထားလာအောင်ဂျူးဂျူးဆိုတဲ့မှန်တဲ့တစ်ခုကိုရွတ်ဆိုနေပါတယ်အဲ့ဒီမှန်တဲ့ကြောင့်တစ်ခုခုနဲ့လမ်းပစ်ခံထားရတဲ့လူသားတွေအကုန်လုံးကလည်းရုတ်တရက်ဆိုသလိုဒေါသစိတ်တွေဖြစ်ပေါ်လာပြီးအရှင်းရှင်းထသက်ကုန်ကြပါတယ်အဲ့ထဲမှာမာဗလက်တို့အဖွဲ့ရဲ့အသက်ကြွဆုံးဂိုင်းနဲ့အကြောက်တက်ဆုံးဟာကဆယ်တို့နှစ်ယောက်ကလည်းထမင်းစားနေထတက်နေကြပြီးဘယ်သူမှတားမနိုင်ဖြစ်နေပါတယ်အဲ့လိုဖြစ်ရှင်နိုင်ဖြစ်နေတာကိုနင်ဂျာမန်ကတော့မာဗလက်တို့အဖွဲ့ကအဖွဲ့သားချင်းချင်းဂီယိုမဆိုင်ပဲလစ်လူရှုနေတာကြောင့်ဒီကောင်တွေကိုဘလို့ယုံကြည်လို့ယုံကြည်ရမယ်မှမသိအောင်ဖြစ်နေပါတယ်နောက်တော့နင်ဂျာမန်ကအိုင်မင်နဲ့အတူဟာကဆယ်တို့နှစ်ယောက်ကိုတားဖို့လိုက်လာနေကြတဲ့အချိန်မြို့ထဲမှာရှိနေတဲ့လူတော်တော်များများကလည်းရန်ဖြစ်နေကြပြီးတစ်မျိုးလုံးပွက်လော်ရိုက်နေကြပါတယ်နင်ဂျာမန်နဲ့အိုင်မင်တို့နှစ်ယောက်ကလည်းဘာဖြစ်လို့ဖြစ်မှန်းမသိဖြစ်နေကြတဲ့အချိန်မာဗလက်ကတော့နာဘီကိုအလုပ်တစ်ခုပေးလိုက်ပြီးသူ့ဓာတ်ကိုစက္ကန့်ဖတ်ခိုင်းနေပါတယ်နာဘီလည်းဓာတ်ကိုတိတိကျကျလေးစက္ကန့်ဖတ်ကြည့်လိုက်တော့ဇန်ကရက်ကောင်ကတခုခုနဲ့မာဗလက်တို့ကိုလမ်းပစ်လိုက်တော့တားနိုင်လိုက်တဲ့အရာကအာကာသကြောက်တုံးအပိုင်းစားဖြစ်နေပြီးအဲ့ကနေဇန်ကရက်ကောင်ကအားလုံးကိုထိန်းချုပ်နေတာဖြစ်ပါတယ်အဲ့လိုနဲ့မာဗလက်တို့အဖွဲ့လည်းဇန်ကရက်ကောင်ကိုတားဖို့လုပ်ကြပြီးအိုင်မင်နဲ့နင်ဂျာမန်တို့နှစ်ယောက်ကတော့ကိုကိန်းကြားအဖြစ်နဲ့အချင်းချင်းသားတက်နေတဲ့ကောင်တွေကိုတားမရစီမရဖြစ်နေကြပါတယ်ဒါပေမဲ့ဘလို့မှတားလို့မရပဲဖြစ်နေတဲ့အချိန်သူတငယ်ချင်းတွေကဒီလိုကောင်တွေမဟုတ်ဘူးဆိုတာကိုအိုင်မင်ကတော့ယုံကြည်နေပြီးအသေးအကြီးတိုက်ခိုက်နေကြတဲ့နှကောင်ကြားထဲကိုလက်ပလာနဲ့ဝင်တာပါတယ်အချင်းချင်းတက်နေကြတဲ့နွားမသားနှကောင်ကတော့အိုင်မင်တွေဘာတွေနားမလဲပဲအသေးတက်ဖို့လုပ်နေတဲ့အချိန်သူတို့ရဲ့မူရင်းစိတ်တွေကအတိပြန်ဝင်လာပြီးဇန်ကရက်ကောင်ရဲ့ထိန်းချုပ်မှုကိုပြန်တွန်းလှန်ကြပါတယ်အဲ့လိုနဲ့ဇန်ကရက်ကောင်ရဲ့ထိန်းချုပ်ခံထားတဲ့မိစ္ဆာစိတ်တွေကိုသူတို့ရဲ့မူရင်းစိတ်တွေကအပြိုင်နှွန်ဆွဲတိုက်ခိုက်နေကြပြီးဇန်ကရက်ကောင်ရဲ့ထိန်းချုပ်မှုကနေဟာကဆယ်တို့နှစ်ယောက်ကလွတ်သွားကြပါတယ်မာဗလက်နဲ့လူကာတို့၃ယောက်ကတော့ဇန်ကရက်ကောင်ရဲ့နေရာကိုတွားတိုက်ခိုက်နေကြပြီး၃ယောက်သာရင်ဂျာကီအမျိုးမျိုးနဲ့ဆွမ်းအားမျိုးမျိုးကိုတုံးပြီးတိုက်ခိုက်နေပြီမဲ့နည်းနည်းတော့မရှုမလခံနေရပါတယ်ဒါပေမဲ့အတူတကွာတာဆိုရင်အင်အားတွေပြန်ပြေးလာတဲ့ကြားတဲ့မာဗလက်တို့အဖွဲ့စီကိုထိန်းချုပ်မှုကနေလွတ်လာတဲ့ဟာကဆယ်နဲ့နင်ဂျာမန်တို့၄ယောက်ကရောက်လာပြီးဇန်ကရက်ကောင်တွေကိုအတူတူတိုက်ခိုက်ဖို့လုပ်ကြပါတယ်ဇန်ကရက်ကောင်ကတော့သူ့ရဲ့ထိန်းချုပ်မှုကနေလွတ်သွားတဲ့ဟာကဆယ်တို့နှစ်ယောက်ကိုဘယ်လိုလွတ်သွားလဲဆိုတာကိုနားမလည်နိုင်ဖြစ်နေပြီးဂိုင်းနဲ့ဟာကဆယ်တို့နှစ်ယောက်ကလည်းနားမလည်တဲ့ကောင်ကိုကိန်းကြားအဖြစ်ပြောင်းလိုက်ပြီးနားလည်အောင်ပြောပြပေးလိုက်ကြပါတယ်ဒါပေမဲ့ဒီဇန်ကရက်ကောင်ကတော့တိတ်နာမလည်ပဲဖြစ်နေတာကြောင့်ကိုကိန်းကြားအဖြစ်ကနေနင်ဂျာမန်မှာဝင်သမားမဲ့ခါကူရိန်းကြားအဖြစ်ပြောင်းလိုက်ကြပြီးတိုက်ခိုက်ကြပါတယ်တိုက်ပွဲရဲ့အဆုံးသက်ကိုတော့မာဗလက်တို့ကိုကိန်းဘတ်စတာကြီးနဲ့အဆုံးသက်ပေးလိုက်ကြပေမဲ့နောက်မှသာထုံးစံနိုင်ကြီးထွားခြင်းအသွင်နဲ့အသက်ပြန်ရှင်လာတာကြောင့်မာဗလက်တို့အဖွဲ့လည်းကိုကိန်းမကစောအဖြစ်နဲ့ကိုကျူးချင်းအဖြစ်ကိုပြောင်းလိုက်ကြပြီးဆက်ပြီးတိုက်ခိုက်ကြပါတယ်အဲအချိန်မှာနင်ဂျာမန်ကလည်းသူတို့ရဲ့ခါကူရိန်းကြားတွေရဲ့ဆွမ်းအားနည်းယာမာတွေကိုပေးလိုက်ပြီးမာဗလက်တို့အဖွဲ့ကိုခါကူရိန်းကြားတွေရဲ့ဆွမ်းအားနည်းယာမာတွေကိုတုံးခဲလိုက်ပါတယ်ဒါပေမဲ့မာဗလက်တို့အဖွဲ့ကတော့တုံးလိုက်ပြီမဲ့ဘာမှမထူးခြားပဲဖြစ်နေပြီးနင်ဂျာမန်ကိုပြဿနာရှာဖို့လုပ်နေတဲ့အချိန်နင်ဂျာမန်ကကြီးထွားခြင်းအသွင်နဲ့မာဗလက်တို့ရဲ့မကစောတိုက်ပွဲကြားထဲကိုရောက်လာပါတယ်အဲအချိန်မှာနင်ဂျာမန်ကိုယ်တိုင်ကလည်းသူကိုယ်တိုင်ကခါကူရိန်းကြားတွေရဲ့ဆွမ်းအားနည်းယာမာဆိုတာကိုအဲအချိန်မှာသိလိုက်ရပြီးမာဗလက်တို့အဖွဲ့လည်းတက်ညီလက်ညီနဲ့ဇန်ကရက်ကောင်ကိုအံ့ပေးလိုက်ကြပါတယ်တိုက်ပွဲကြီးပြီးဆုံးသွားတဲ့အချိန်မှာတော့နင်ဂျာမန်ကလည်းသူ့နေရာနဲ့သူအေးအေးဆေးဆေးပြန်သွားခဲ့ပြီးမာဗလက်တို့အဖွဲ့ဟာဆိုရင်လည်းသူတို့ချာမယ်ဆွမ်းအားနည်းယာမာအကုန်လုံးနှီးပါးကိုချနိုင်သွားကြပြီဖြစ်ပြီးနောက်တိုက်ပွဲမှာဆိုရင်ဘာစကိုနဲ့ထိုက်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်ဒါကတော့ကိုကိန်းကြားအပိုင်း46ဖြစ်ပါတယ်